ခြားသူတွေအင်္ဂလိပ်လိုပြောရင်နားလည်ပေမဲ့ကိုကိုယ်တိုင်ပြန်မပြောတတ်ဘူးဖြစ်နေတာအဲ့ဒီတော့ဒီဗီဒီယိုမှာ speaking တိုးတက်စေမဲ့နည်းလမ်းလေး၃ခုဝေမျှပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ number 1အနေနဲ့လောက်ရမှာတော့ talk to yourself ကိုစကားပြောရမယ်ကိုအခုလက်ရှိဘာတွေလုပ်နေလဲကိုဘာတွေတွေးနေလဲဆိုတော့အင်္ဂလိပ်လိုပြောကြည့်မယ်ပေါ့ဟိုမှာဆိုရင် I am teaching English ကျွန်တော်အခုအင်္ဂလိပ်စာသင်ကြားပေးနေတဲ့ I will go to the supermarket tomorrow ကျွန်တော်မနက်ဖြန် supermarket ကိုသွားမယ်အဲ့လိုမျိုးကိုလုံးနေတဲ့အရာတွေကိုလုံးမဲ့ plan ကိုအင်္ဂလိပ်လိုပြောကြည့်မယ် number 2အနေနဲ့လောက်ကမှာ shadowing practice ဒါကကြတော့ဘာသာစကားလေးလာနေတဲ့သူတွေမှာအရန်နာမည်ကြီးတဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့ကိုကဗီဒီယိုတွေကြည့်တဲ့အခါရုပ်ရှင်စကားတွေကြည့်တဲ့အခါမှာအိတ်ထဲကသူတွေအတိုင်းတသွေးမသွေးနောက်ကနေလိုက်ပြောမယ်ပေါ့သူတို့ရဲ့လေယူလေသိအတန်ထွက်အတန်နောက်ကနေပြီးလိုက်ပြောပေးမယ်အဲ့လိုမျိုးကိုကပုံမှန်လေ့ကျင့်မယ်ဆိုရင်ကိုယ့်ရဲ့အတန်ထွက်တွေ speaking skill တွေကတိုးတက်လာပါလိမ့်မယ် number 3အနေနဲ့လောက်ကမှာခေါင်းစဉ်တစ်ခုကိုရွေးပြီးတော့မှအဲ့ခေါင်းစဉ်ကို10မိနစ်ကနေ2မိနစ်ကြာအင်္ဂလိပ်လိုပြောမယ်ပေါ့ဥပမာပြောရမယ်ဆိုရင် my favorite food ဒီခေါင်းစဉ်လေးကိုရွှေ့လိုက်တယ်ကိုယ်ကြိုက်ဆုံးစားစရာနဲ့ပတ်သက်ပြီးတော့ကိုယ်ကြိုက်ဆုံးစားစရာဘာတွေဖြစ်တာလဲဘာလို့ကြိုက်တာလဲဘယ်နှချိန်လောက်စားပြလဲစားတဲ့ဖြင့်ပေါ့နော်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့10မိနစ်ကနေ2မိနစ်ကြာပြောကြည့်မယ်အဲ့ဒီမှာဒီနေရာမှာအရေးကြီးတာတစ်ခုကကိုပြောနေတဲ့အကြောင်းအရာကို recording လုပ်ထားပါမယ်အတန်ဖမ်းထားပါမယ်ဒါမှပြန်နှားထောင်လိုက်တဲ့အခါမှာကိုကဘယ်နေရာတွေမှာအမားလို့ဖြစ်တာလဲဘယ်အမားတွေကိုကိုကရှောင်ရမှာလဲပေါ့စားတဲ့ဖြင့်ပြန်ပြီးတော့မှတည်နိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးစာလေးလာနည်းလေးတွေကိုလေ့လာနိုင်ဖို့ follow လုပ်ထားပေးပါ